Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Kasichron ထိုင်းဘဏ်နဲ့ဒီ ATM ကန်တဲ့ ATM Z မှာကိုယ့်ရဲ့ဘဏ်ကောင်တွေကိုပိုက်ဆံဘယ်လိုထည့်မလဲဆိုတာပြောပြပေးတော့ဖြစ်ပါတယ်တည့်ရဲ့သူကကြော်တော်လို့ရပါတယ်ကျွန်တော်အဆုံးဒီ ATM ကတ်ထည့်ပြီးရင်အောက်မှာ cash deposit ကိုနှိပ်မယ်ပြီးကြရင်ခဏစောင့်မယ်စောင့်ပြီးဆိုကျွန်တော်ရဲ့ကိုယ့်ရဲ့passport 6လုံးကိုရိုက်မယ်ရိုက်ပြီးပြီဆိုရင်ခဏစောင့်ပါပြီးလို့ရှိရင်ကျွန်တော်ဒီ language ရွေးမယ်เนาะ English ရွေးမယ်ပြီးရင် deposit to K-bank ကိုနှိပ်မယ်ပြီးကြရင်ကိုကောက်တဲ့ကိုထည့်မှာလားမဟုတ်တခြားဘဏ်အကောင့်တွေတခြားဘဏ်အကောင့်တွေထည့်မယ်ဆိုရင် Aadhaar အကောင့်เนาะsaving အကောင့်နှိပ်မယ်ပြီးရင်ခဏစောင့်မယ် okay နှိပ်မယ်နှိပ်ပြီးပြီဆိုရင်ဒီအောက်မှာငွေထည့်မဲ့ဆက်ကတွန်းလို့ပေါ်တယ်ကိုယ့်ရဲ့အကောင့်မှန်လားလိမ့်ချကြည့်เนาะပြီးကြရင်ကိုပတ်စံဆက်ပြီးပြီဆိုလို့ရှိရင်ကိုဘဏ်ထဲကိုထည့်မဲ့အမောင်တန်းကိုရေးပြီးဆိုရင်ထည့်လိုက်ပါဆက်ကတွန်းလို့ပိတ်သွားလိုက်မယ်ပြီးကြရင်ခဏစောင့်ပါကိုထည့်ထားတဲ့အမောင်တန်းအရွေ့ကြီးတိုင်း100ဘယ်နှွေးပါ1000ဘယ်နှွေးပါတယ်900ဘယ်နှွေးပါတွန်းသူဟိုစီးဆက်ပြီးတော့မှတခါတည်းကိုယ့်ရဲ့ဖုန်းထဲမှာရောက်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဝင်သွားပြီဖြစ်ပါတယ်ပြီးရင် okay နေ select ထုတ်ခြင်း select ထုတ်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေတည့်ရဲ့သူကကြော်သွားလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ